ကုန်စုံဆိုင် convenience store လေးစီကိုနေတိုင်းကျောင်းသူအမြောက်များလာရောက်လေ့ရှိကြပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့ဆိုင်ပိုင်ရှင် Jack ကအရန်ကိုချုံးမော်ခန့်ညားလိုပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့က Jack နဲ့ဓာတ်ပုံတွဲရိုက်ဖို့ပဲလာကြတာဖြစ်ပြီးဘာပစ္စည်းမှဝယ်ယူလေးမရှိကြပါဘူး။ဒီချက်ကြောင့်ပဲဆိုင်ထဲကကုန်ပစ္စည်းတွေတက်တန်းကုန်ဆုံးကုန်ပြီးအယောင်းဝယ်တွေလည်းတိတိတတ်တာထိုးကျသွားခဲ့ပါတယ်။မကြသေးခင်ကပဲ Jack ရဲ့ဖခင်ဖြစ်သူဟာလည်းဖျားနာလို့ဆေးရုံတက်လိုက်ရပါသေးတယ်။မူလကတော့သူတို့သားအမိနှစ်ယောက်ဆိုင်ကိုတယောက်တက်လက်စောင့်ကြရမှာဖြစ်ပေမဲ့အခုတော့ဆိုင်ကိုဆက်လက်လဲပတ်ဖို့ Jack တယောက်တည်းပဲကြံပါတော့တယ်။သူဟာရက်ဆက်တိုက်မနာတဲ့အလုပ်လုပ်ခဲ့ရတာကြောင့်ထမင်းစားရင်းတောင်ငိုင်းနီးလာခဲ့ရပါတယ်။ဒါပေမဲ့မကြခင်မှာပဲနောက်ထပ်ကျောင်းသူတွေဟာသူနဲ့တက်ပုံရိုက်ဖို့ရောက်လာကြပြန်တာကြောင့် Jack ခမညာဆိုင်ကိုအတင်းကျပ်ဆက်ဖွင့်ထားရရှာပါတယ်။ကျောင်းသူတွေထွက်သွားပြီးတဲ့နောက်မှာတော့သူတောင်းမခံနိုင်တော့ပါဘူး။ဒါကြောင့်ပဲအချိန်ပိုင်းလို့သမားတယောက်ငှားရမ်းဖို့သူဆုံးဖြတ်လိုက်ပါတယ်။ဆိုင်တကားဝမှာအလုပ်ခေါ်စာကပ်ပြီးနောက် Jack ကစာပွဲပေါ်မှောက်ပြီးအိပ်ပျော်သွားခဲ့ပါတယ်။မကြခင်မှာပဲညနေဆောင်သွားပြီးဆိုင်ထဲကိုအမျိုးသမီးတယောက်ဝင်လာခဲ့ပါတယ်။သူမကစာပွဲကိုပုတ်လိုက်တဲ့အခါ Jack တယောက်ချက်ချင်းနိုးလာခဲ့ပါတယ်။မင်းကဘာတူလဲ။အော်မဟုတ်ပါဘူးကြိုးဆိုပါတယ်။ဘာများဝယ်ယူခြင်းလို့လဲခင်ဗျာ။စကားပြောကြည့်တဲ့အခါမှာတော့ဒီမိန်းကလေးဟာအလုပ်အင်တာဗျူးဖြေဖို့လာတာမှန် Jack သိလိုက်ရပါတယ်။သူကသူမအတွက်ရေသွားခတ်ပေးဖို့အလင်းအမြန်ထပ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့3နှစ်ကသူ့ရဲ့ပထမဆုံးအနမ်း first kiss ကိုခိုးယူသွားခဲ့တဲ့မျိုးသမီးဟာဒီမိန်းကလေးပဲဆိုတာ Jack ရုတ်တရက်မှတ်မိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Lucy ကသူ့နောက်ွယ်မှာရုတ်တရက်ပေါ်လာတာကြောင့် Jack လန့်ထန်သွားခဲ့ပါတယ်။ Lucy ကသူမရဲ့အိတ်ထဲကနေရေဘူးတစ်ခုကိုထုတ်ပြီးရေယူလာခဲ့တယ်လို့ပြောပါတယ်။ Jack က Lucy ရဲ့ကိုရေးရာဇဝင် resume ကိုကြည့်လိုက်တဲ့အခါ Lucy ကသူ့ကိုမမှတ်မိဘူးလို့ခံစားရပါတယ်။ဒါကြောင့်သူကသူမကိုအလုံးမခံဖို့အတွက်တိတ်တဆိတ်ဆင်ခြေတစ်ခုခုရှာဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Lucy က Jack တယောက်အရန်နှွမ်းနေပင်ပန်းနေတာကိုမြင်တော့ရေဘူးကိုယူပြီးသူတောက်ဖို့အတွက်ဂျုံတို့လက်ဖက်ရည် float ထဲတစ်ခွက်ငှားပေးခဲ့ပါတယ်။ဒါပေမဲ့ Jack ကတော့အထဲမှာတစ်ခုခုခတ်ထားမလားဆိုပြီးစိုးရိမ်စိတ်နဲ့မတောက်ရဲဖြစ်နေခဲ့ပါတယ်။ Lucy ကသူ့ဖြစ်ကိုမြင်တော့ရေဘူးကိုယူပြီးသူမကိုယ်တိုင်ပဲတောက်ပြလိုက်ပါတယ်။အဲ့ဒီနောက် Lucy ကထပြီးရေမောခဲ့ပါတယ်။ Lucy ထွက်သွားပြီးတဲ့နောက်မှာတော့ Jack ကအဲ့ဒီဂျုံတို့လက်ဖက်ရည်ကိုယူတောက်လိုက်ပါတယ်။ဒါပေမဲ့တောက်ပြီးတာနဲ့တင်သူစာပွဲပေါ်မှာနေအိပ်ပျော်သွားခဲ့ပါတော့တယ်။သူဟာနာရီပေါင်း40ကြာအောင်မနာတဲ့အလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့သူ့ဘေးနားမှာတယောက်ကအသစ်စားခောက်ဆွဲ instant noodles စားနေတာကိုမြင်လိုက်ရပါတယ်။သူအလျင်မြန်ထပြီးလှည့်ကြည့်လိုက်တဲ့အခါကုံစုံဆိုင်လေးထဲမှာလူတွေပြည့်နေစီကားနေတာကိုတွေ့လိုက်ရပါတယ်။သူအိပ်ပျော်နေတဲ့အချိန်မှာ Lucy ကကုံစုံဆိုင်မှာအချိန်ပိုင်းအလုပ်ဝင်လုပ်ပေးနေခဲ့တာဖြစ်ပါတယ်။ Lucy ကစိတ်လှုပ်ရှားစွာနဲ့ပဲမနှက်ပြန်ကစားပါ